Apple ID ကောက်ဖို့အတွက် iPhone နဲ့က setting ကိုတောင်းလိုက်မယ်ပြီးလို့ရှိရင်တော့ don't have an Apple account ကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်တော့ adult ဆိုရဲအရွယ်ရောက်ပြီးသူဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်တော့ဒီ mail လေးကဒီပတ်တလေးကိုအကုန်လုံးကိုဖွင့်ထားလိုက်မယ်ပေါ့နော်အောက်ဆုံးမှာရှိတဲ့ agree and continue ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်တော့ကိုယ့်ရဲ့နာမည်ကိုထည့်ရမှာပေါ့နော်ဒီမှာတော့ကိုလိုချင်တဲ့နာမည်ကိုထည့်ပြလိုက်ပါအကောင်မွေးတက်ခဲ့ပေါ့နော် AM ဗတ်ဒီဆိုတဲ့နေရာမှာလည်းမွေးတက်ခဲ့ကိုဖြည့်လိုက်မယ်ဖြစ်ပြီးဆိုတော့အောက်က continue ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဒီမှာတော့ Apple ID ဖုန်းတဲ့နေရာမှာသုံးမယ်ကိုယ့်ရဲ့ Gmail ကိုရိုက်ထည့်လိုက်မယ်ဒီနေရာမှာ iCloud ရှိရင် iCloud ကိုလည်းသုံးလို့ရပါတယ်ပြီးလို့ရှိရင်တော့ continue ကိုနှိပ်လိုက်မယ်ဒီမှာ Apple ID နေရာမှာသုံးဖို့အတွက်ကိုယ့်ရဲ့ password ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီမှာတော့စလုံးနဲ့အထက်ကိုလိုချင်တဲ့ password ထည့်ပေးလိုက်ပါနော်စလုံးအသေးအကြီးတွေလည်းပါရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ continue ကိုနှိပ်လိုက်ပါဒီမှာလည်းဆက်ပြီးတော့ continue ကိုပဲဆက်နှိပ်လိုက်ပါဒီမှာတော့အောက်ဆုံးထိဆွဲပြီးတော့ agree ကိုနှိပ်ပေးလိုက်ပါဒီမှာဆိုရင် set in လုပ်ရပါတော့ဒီမှာ continue ကိုဆက်နှိပ်လိုက်ပါဟုတ်ရဲ့ password ကိုရိုက်ထည့်ပြရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ခဏဆောင်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဒီမှာကိုလိုချင်တဲ့ Apple ID ကောလွယ်လွယ်ကူကူနဲ့ဒီကောက်ကူရပါပြီ